Fashion Runway Show တစ်ခုကိုလာကြည့်ကြတဲ့ပရိသတ်တွေကရေထဲမျောပါလာတဲ့အလောင်း18လောင်းကိုတွေ့ခဲ့ရတဲ့အဖြစ်အပျက်က Fashion သမိုင်းမှာရှိခဲ့ဘူးတယ်Fashion Industry တွေက Designer တွေ Creative Director တွေကသူတို့ရဲ့ presentation တွေကိုတခြား brand တွေထက်အထူးခြားဆုံးဖြစ်အောင်ဖန်တီးနေကြတယ်။တချို့ကအကြီးကျယ်ဆုံးအခမ်းအနားဆုံးဖြစ်အောင်သူတို့စိတ်ကူးရဲ့ပုံသဏ္ဍာန်တွေလက်တွေ့မှာဖြစ်လာအောင်ငွေတွေကိုအများများသုံးပြီးဖန်တီးနေကြတယ်။တချို့ကကြောက်လဲဒီ Creative Director ကယူနေရလားလို့ထင်ရလောက်တဲ့အထိတာမန်လူတယောက်အတွက်နားလဲဖို့ခက်ခဲလွန်းတဲ့ presentation တွေကိုလည်းဖန်တီးခဲ့ကြဘူးတယ်ပေါ့။ပြီးတော့ Fashion သမိုင်းတစ်လျှောက်မှာအဲ့ဒီ presentation ကိုကြည့်ခဲ့ဘူးတဲ့သူတွေကသူတို့မြင်ခဲ့ရတဲ့အရာတွေပုံရိပ်တွေကိုမေ့ချင်ပါတယ်ဆိုရင်တော့လုံးဝမေ့လို့မရနိုင်တဲ့ fashion presentation တစ်ခုကိုအီတလီနိုင်ငံမှာလုပ်ခဲ့ဘူးတယ်2003ခုနှစ်ဇွန်လတုန်းကအီတလီနိုင်ငံရဲ့မီလန်မြို့ကဒီဇိုင်နာတစ်ယောက်က fashion journalist တွေ photographer တွေနဲ့ guest တွေကိုသူ့ရဲ့ fashion presentation အတွက်မီလန်မြို့မှာရှိတဲ့ Naviglio Grande လို့ခေါ်တဲ့တူးမြောင်းကြီးရဲ့လိပ်စာနဲ့အတူအားလုံးကိုဖိတ်ကြားခဲ့တယ်အားလုံးက fashion presentation အတွက်ရောက်လဲရောက်လာကြတော့ထိုင်ကုန်တွေ runway တွေအပြင်ဆင်တွေဘာမှမရှိပဲ presentation နဲ့တူတဲ့အရေးအယောင်ဘာမှကိုမတွေ့ခဲ့ရတော့လူတွေကလိပ်စာပဲမှားနေရလားဒိတ်ပဲမှားနေရလားဆိုပြီးနည်းနည်းလေးကြောင်တောင်ဖြစ်သွားကြတယ်တချို့ကလည်းဒီလမ်းကြားတွေကနေပဲ model တွေထွက်လာကြမှာလားဒီလမ်းပေါ်တွေမှာပဲ model တွေဖြတ်လျှောက်ကြမှာလားဆိုပြီးလမ်းကြားတွေကိုအာယုံစိုက်နေကြတော့မှာပဲတူးမြောင်းတွေကနေအင်ဂျီတွေဘောင်းမီတွေဖက်နှက်တွေမျောပါလာတာကိုပရိသတ်တွေမြင်သွားကြတယ်ဘာတွေဖြစ်နေရလဲစဉ်းစားနေကြတော့မှာပဲ models တွေကပါလုံးဝလှုပ်ရှားမှုမရှိတဲ့အလောင်းတွေလိုမျိုးမျောပါလာခဲ့တယ်ဘရိုအဲ့ဒါကြီး super shocked here bro တချို့ကလည်းဒါကြီးကကြောက်စရာကြီးဆိုပြီးလန့်သွားကြတယ်တချို့ကလည်းဒါကြီးကမိုက်လိုက်တာဒီလောက် creative ဖြစ်တဲ့ presentation မျိုးကိုတခါမှမမြင်ဘူးရမ်းမိုက်တယ်ဆိုပြီးလက်ခုပ်တွေတီးပြီးဝိုင်းအားပေးခဲ့ကြတယ်ပေါ့ငါကတော့ဒီနေရာမှာဒီမျောပါလာတဲ့ models တွေကိုမြင်ချင်းမှာ1852ခုနှစ်လောက်ကပကြီးဆရာကြီး John Everett Millais ဆွဲခဲ့တဲ့ Ophelia Painting Award တစ်ခုကိုမြင်အောင်မိသွားတယ်ပြီးတော့မျောပါလာတဲ့ model တချို့ရဲ့ခြေလက်တွေရဲ့ position တွေကအနုပညာရှင်ရောသိပ္ပံပညာရှင်ရောဖြစ်တဲ့ Leonardo da Vinci ရဲ့1490လောက်ကရေးဆွဲခဲ့တဲ့ Vitruvian Man ဆိုတဲ့ Painting Award တစ်ခုနဲ့လည်း visual imagery ကတူနေတာကိုလည်းတွေ့ခဲ့ရတယ်ဒီ designer ကဒီ artwork တွေကို inspiration ယူပြီးဒီ presentation ကြီးကိုဖန်တီးခဲ့တာလားလို့တော့ထင်ရတယ်ဒီ presentation နဲ့ပတ်သက်ပြီး designer ပြောပြခဲ့တာက I want to make my trends personal this collection and this presentation are my take on the state of fashion now ဆိုပြီးဒီ show အပြီးမှာပြောခဲ့တယ် meaning တွေ value တွေ purpose တွေကိုတစ်ခုချင်းစီအတိအကျရှင်းပြခဲ့တာမဟုတ်တဲ့အတွက်အဓိပ္ပာယ်တွေအများကြီးကောက်လို့ရတဲ့ထဲမှာတချို့ပညာရှင်တွေကလည်းအဲ့ဒီကာလာရဲ့ mainstream fashion ကြီးကရေထဲမျောနေတဲ့အလောင်းတွေလိုပဲဘာအနှစ်သာရမှမရှိဘူးဆိုပြီးတော့လည်းအဓိပ္ပာယ်ကောက်ခဲ့ကြတယ်ပေါ့ဆိုတော့ဒီ Spring Summer 2004 Mainstream Downstream လို့အမည်ပေးထားတဲ့အစွန်းရောက်လုံးတဲ့ concept နဲ့ fashion presentation ကြီးကိုဖန်တီးခဲ့တဲ့ designer က Alexander McQueen, Martin Margiela, Rick Owens, bro, he is Carl Christian Paul 1966ခုနှစ် Austria နိုင်ငံရဲ့ Linz မြို့ကလေသာလုပ်ငန်းကိုအဓိကထားလုပ်ကိုင်တဲ့မိသားစုမှာမွေးဖွားခဲ့တယ်ဆယ်ကျော်သက်မှာတင် Carl ကလေသာနဲ့ပတ်သက်ပြီးကျွမ်းကျင်နေပြီပေါ့နောက်တော့အထည်လေးလုပ်ငန်းမှာလုပ်ကိုင်တဲ့သူ့ဖထေးရဲ့အားပေးမှုကြောင့်အချုပ်ပညာကိုသင်ယူခဲ့တယ်ပြီးတော့ Graz မြို့မှာ fashion နဲ့ပတ်သက်ပြီးလေ့လာခဲ့တယ်ဗီယက်နာမြို့မှာလည်းပညာတွေသင်ခဲ့ပြီးတော့သူ့အတွက်မလုံလောက်သေးဘူးဆိုပြီးအီတလီနိုင်ငံရဲ့မီလန်မြို့မှာရှိတဲ့ Domus Academy ဆိုတဲ့ fashion school မှာ fashion design masters degree ရပြီးနောက်ပိုင်း1995လောက်မှာတော့ Carl ရဲ့ own artwork တွေနဲ့ business level ဖို့အတွက် CCP SRL ဆိုတဲ့ company ကိုတည်ထောင်ပြီးတော့ fashion level မှာစတင်လှုပ်ရှားခဲ့တယ်ပေါ့ပြီးတော့ပိုပြီးထူးဆန်းတာကဒီဘဲရဲ့ပုံဆိုလို့ဒီ New York Times magazine က article တစ်ခုမှပါလာတဲ့အစ်စ်လို့ထင်ရတဲ့ပုံလေးတစ်ပုံပဲရှိတယ်ပြီးတော့ဒီ designer ဖြေဦးရဲ့ interview ဆိုလို့လက်ချိုးရည်လို့ရလောက်တဲ့အထီကိုအရန်နေလွန်းတယ် Caro ကကြည့်ရှုသူတွေကိုဒီ designer ကဘယ်လိုပုံစံဆိုတာထက်ဒီ designer ရဲ့ဖန်တီးမှုတွေကိုပဲအာရုံစိုက်စေချင်တယ် enjoy လုပ်စေချင်တယ်ပေါ့ Caro Christian Paul ကို journalist တွေ collectors တွေအပြင်လူတစုကမြင်မှုကြသိကြပေမဲ့လည်း Caro နေခြင်းတဲ့ private life ကို respect ထားတဲ့အနေနဲ့အခုလိုနှစ်ပေါင်းများစွာ Caro ရဲ့ပုံတွေနဲ့အကြောင်းတွေကိုဘယ်သူကမှမဖော်ပြခဲ့ကြတဲ့အတွက် Caro Christian Paul ဆိုတဲ့ designer နဲ့သူ့ရဲ့ artwork တွေရဲ့ကြားမှာခံမှန်းရုံကလွဲပြီးတွေ့ဝက်ချက်တွေမေးခွန်းတွေနဲ့သာသူ့ရဲ့ fashion သမိုင်းတစ်လျှောက်လုံးမှာပြည့်နှက်နေခဲ့တယ် Caro Christian Paul ကသာ fashion community တစ်ခုလုံးကမြင်မှုကြသိသွားကြရင်မေးလိုက်ကြပဲမေးခွန်းနေဆိုတာSo that's it